Hello ကျွန်တော်300ပါ Minecraft video တွေတင်ပါတယ်ခုကျွန်တော်ရဲ့ channel subscriber 60k ကိုရောက်သွားပြီဒါပေမဲ့အခုပေါ့ဟိုကဒီ video ကြည့်နေတဲ့အချိန်ကျွန်တော်ရဲ့ subscriber 70k ကိုရောက်နေလောက်ပြီဒါကတော့ 60k ပြေတော့ကထိမ့်မှတ်တစ်ခုအနေနဲ့ကျွန်တော်တို့ပေါ့ဟိုတွေသွားကြတဲ့ special vlog တစ်ခုပဲဖြစ်ပါတယ်ဒီမြို့မှာရာသီဥတုကတော်တော်အေးရယ်โอเคကျွန်တော်တို့ EDS 4ရောက်ကနေပြီးတော့ဒီလောက်အေးရဲ့ယာဒီမှာရေသွားကူးမှာဖြစ်ပါတယ်ပေါ့ဟိုတို့ Minecraft Pro Player တွေကဒီလိုပဲပေါ့နော်လက်တစ်လျှောက်လုံးလက်တစ်ဖက်မှာဖုန်းကင်ပြီးတော့ရိုက်နေတာကျွန်တော်တော်ချမ်းနေပြီရေအောင်စားနေပြီ budget ချွေတာတဲ့အနေနဲ့ free ရမယ့်ရေစင်လေးများရှိမလားဆိုပြီးတော့ကျွန်တော်လိုက်ရှာကြည့်ရယ်ဒါပေမဲ့ကျွန်တော်ရှာတွေ့တာဖက်နှက်ချုပ်ပါဆိုတဲ့ဆိုင်းဘုတ်ကြီးပဲ Stop it. Get some help. ဒီလောက်အေးရဲ့ယာဒီမှာရေကူးတဲ့သူတယောက်မှမရှိရတော့မဆန်းပါဘူးမသိရင်ကျွန်တော်တို့က booking ယူထားသလိုပဲညကြီးမျက်မှန်ကြီးကိုတက်နေရကျွန်တော်ဖြစ်ပါတယ်bra အဲ့နေရာကိုကျွန်တော်ရောက်ချင်းခဏနားရယ် what မရှိရဲ့ဗလာတွေကိုထုတ်ပြနေကြတာမင်းတို့တမှုမင်းမယ် Minecraft တိလားတိရနော် Minecraft တိလား No. What the fuck is shit? What the fuck is shit? What the fuck is shit? လောက်ပြန်ပြီ what the fuck is shit what's up everybody ပေါ့ဖို့တို့ကျွန်တော်တို့ဆက်လက်ပြီးတော့ဘာရီပေါက်ပန်း40တွေထပ်လို့အောင်လဲဆိုတာစောင့်ကြည့်ပေးကြပါဦးဟာအချိန်တော့တိတ်မကောင်းဘူးကဒီတိုင်းဆိုတော့မကြခင်နေတပုံပုံကြတော့မယ်ထင်တယ်ဟုတ်ပြီတရားကတော့စတင်နေပြီ1 2ဂျဲမဲOh my god ကျွန်တော်ကတော့နောက်မှကူတော့မယ် This is my ရေကူးမျက်မှန်ဖြစ်ပါတယ်ကြီးတွေနဲ့မစေးရသေးဘူးစာဝေးဟေး Bruh တရားစင်ရခက်တယ်ကွာအဲ့မှာဇာကြီးလာပါပြီကျွန်တော်မကြည့်နဲ့ကျွန်တော်မဟုတ်ဘူး Minecraft မှာတော့ဆရာကြီးပဲအပြင်မှာတော့ရေကိုနောက်ပြန်ကူးတာမြင်ဘူးလားမမြင်ဘူးရင်ကြည်ထားတကယ်တမ်းသူတို့ဖြစ်ချင်တာဒီလိုလက်တွေးကြတော့ကြည်ထားဒါမျိုးကတရားမှာတစ်ချိန်ပဲဖြစ်ဘူးပါချမ်းနေတာနောက်ဆုံးတော့ရေတောက်ခွင့်ရပြီလူရှိမှာယူလောက်ခံပြီးတော့ဗီဒီယိုရိုက်နေတာဖြစ်ပါတယ်ပေါ့ဖို့ like subscribe ချီအေးနေပြီဘယ်ကောင်ပြက်သွား ဒီလိုနဲ့ကျွန်တော်တို့ရေကိုတနေကုန်ကူးလိုက်ရင်ညရောက်လာတယ်ညရောက်မှာတော့ကျွန်တော်တို့အန်ဒီရီတွေခင်ဆိုင်ရအောင်မယ်စရပါခုမှနေလုံးကတာရုံးရှိတယ်ရဲ့တကယ်တော့သူတို့ကဒါမျိုးကိုကွက်တီဖြစ်ချင်တာ
ကျွန်တော်ကတော့ပြီးပြီကျွန်တော်ကောင်တွေကတော့ဒီလောက်အေးတာကိုချိုးနိုင်ကြတော့ပဲဒီအပြန်မှာကျွန်တော်တို့တည်းကပေါက်ဟိုတယောက်ကစာကြည့်ဖို့ရှိရဆိုပြီးတော့အစောကြီးပြန်သွားတယ်ကျွန်တော်တို့ကြံနေတဲ့၃ကောင်ကတော့ဘိုက်စာလို့ဆိုပြီးတော့တခုသွားစားဖို့လုပ်ကြရပေါ့လမ်းမှာကျွန်တော်တို့ကားတွေဆိုင်ကယ်တွေတော်တော်ကြက်တော့ကျွန်တော်တို့သွားရတော့အခက်ခဲနေနေတော့ရှိရယ်ကျွန်တော်တို့ဘက်ရတော့စာနေပြီဆိုင်တွေရလည်းဘယ်ကြုံကြားတွေများရောက်နေပြီလဲကျွန်တော်တို့လည်းမသိရဘူးဒီတော့ကျွန်တော်တို့တွေးတဲ့ဆိုင်ဒီဇိုင်းကိုပဲဝင်လိုက်ပြီးတော့အဲ့မှာရှိရဲ့စားတောက်တွေကိုပဲမှာလိုက်တယ်ကျွန်တော်တို့ဘတ်ဂျက်ကိုတော့ပြောင်းအောင်မနှုတ်သေးဘူးဒီဇိုင်းရဲ့နယ်တွေပေါ်မှာချိတ်ထားတဲ့ရှစ်ခေတ်ပကြီးတွေကတော်တော်မိုက်တယ်ဟောအုတ်ထုတ်ဟဲ့ရှိပါရဲ့โอเคနောက်ထပ်ဆိုင်ကျွန်တော်လက်ထဲမှာကင်ထားရဲ့ရွှေအေးအားကြရောလမ်းမှာစတူဒီတာအလူပေါ့နော်အဲ့ရောကျွန်တော်တို့လည်းဒဏ္ဍမြောက်အောင်ဆိုပြီးတော့ယူလိုက်တယ်လာပါ Oh no ကျန်းစစ်သားချေရပေါ်ထက်ကိုရောက်တော့ကျွန်တော်တို့လည်းမာစရာရှိတာကိုတခါရဲမာလိုက်တယ်ပြောင်းမှုထောင်းလည်းကောင်းတယ်နော်ငါတို့ဘတ်ဂျက်ချွေထားရမယ်ကွာဟုတ်တယ်နော်အေးရောငါတို့ဘတ်ဂျက်ချွေထားရမယ်ငါတို့မှာဘတ်ဂျက်ကအဲ့လောက် sorry ကျွန်တော်တို့3 edits ကနေပြီးတော့ဒီကမီနူးစာကိုတနိုင်လောက်ထိုင်ကြည့်ရဲအဲ့နောက်ပိုင်းမာနေဂျာဟာတွေကိုပဲမာလိုက်တယ်မာအထက်မမအောင်ပေါ့နော်ဘဲငါပြီးက6500 what ဘယ်စိမ်း9000 oh no craft ကျွန်တော်ဘတ်ဂျက်ကတော်တော်ခိုင်းနေပြီအဲ့တော့ဇွန်း3ချောင်းတောင်းပြီးတော့ကျွန်တော်ဟင်းရည်တစ်ခွက်ကိုမာလိုက်တယ်ဟင်းရည်ကတော့9កောင်းဟင်းရည်ပေါ့နော်ဒါကိုလည်းကျွန်တော်3000လောက်ပေးလိုက်ရတယ်စားပါ what လာပြန်ပြီကွာလမ်းမှာသွားရနေပြီးတော့ဒါနလူလေးပေါ့နော်ကျွန်တော်3ယောက်ဆိုတော့ဒါနရထားတယ်ဒါလည်းကျွန်တော်ပြီးနိုင်တဲ့လူများဒီထဲမှာကချမ်းသာတယ်ဆိုတော့ကောင်းပါဘူး okay ဒါ free ရလမ်းနေပြီးတော့ share ရွေးမာထားရရရပြီကြိတ်ပါတော့မယ်ခင်ဗျာဝါပြီးတီးထုတ်ပြီးရဲ့နောက်ပိုင်းမှာတော့ရေအေးလေးတစ်ခွက်ကိုတောက်လိုက်ရတဲ့ရတာတော့ဘာနဲ့မှလဲလို့မရပါဘူးပေါ့ပေါ့တို့ Okay oh shit ဖုန်းကြီးဆိုတော့ကျွန်တော်တို့ 17k ထိ RV subscribe လုပ်ခဲ့ပေးကြတဲ့ပေါ့ပေါ့ပြောင်းချင်းစီရိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်း 100k ထိလူချီတက်လိုက်ကြရအောင်ဒီလိုနဲ့ကျွန်တော်တို့လေးလေးနဲ့ဓာတ်ပုံရိုက်အိမ်ပြန်လာလိုက်ပါတယ်